Cloud သုံးတဲ့သူတိုင်းက favorite file ကို chat ပေါ်မှာပဲဆိုင်နေကြတယ်ကျွန်တော်ကတော့ heavy MCP နဲ့ချိတ်ဆက်ပြီးတော့မှဒီလိုမျိုးရလက်လေးတွေထောက်လုပ်ကြည့်လိုက်တယ်Cloud favorite file က Anthropic Company ကထုတ်ထားတဲ့ကမ္ဘာစွမ်းဆောင်ရည်ကောင်းသော AI model တစ်ခုဖြစ်တယ်။ဒါပေမဲ့သူ့စီမှာဥနောက်အရန်ကောင်းတယ်ဆိုပေမဲ့အားနည်းချက်တစ်ခုအနေနဲ့ခြေတံလက်တံမရှိဘူး။အဲ့ဒီခြေတံလက်တံအားနည်းချက်တွေအကုန်လုံးကို heavy MCP နဲ့ချိတ်ဆက်ပြီးတော့မှ real ဓာတ်ပုံတွေ real website တွေ real video တွေအကုန်လုံးကိုဓာတ်ရိုက်တန်းပြီးတော့မှထုတ်နေနိုင်တာပဲဖြစ်ပါတယ်။ The Ace paying 6,000. Touch it and you're gone. Heavy မှာကကြတော့ Season 2.0 GPT Image 2 Nano Banana Pro တို့လိုကမ္ဘာအကောင်းဆုံး generative AI model တွေရှိတယ်ဆိုပေမဲ့ prompt ကောင်းကောင်းရိုင်းဖက်နိုင်ဘူးဆိုလို့ရှိရင်တော့ရလက်ကောင်းကောင်းထွက်လာမှာမဟုတ်ဘူးအဲ့ဒီအားနည်းချက်ကိုလည်းကမ္ဘာအကောင်းဆုံး prompt writer တစ်ခုဖြစ်တဲ့ Favorite File နဲ့ချိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖြစ်မြောက်ရေးအတွက်အဖက်ဖက်ကနေကူညီပေးထားတာကတော့ Heavy တင်ကပဲဖြစ်ပါတယ်။ဒါပေမဲ့ Cloud favorite file နဲ့ Heavy MCP ကိုအသုံးပြုပြီးတော့မှဘလို့ရလက်မျိုးတွေထွက်လာနိုင်လဲဆိုတာကိုတော့ဒီဗီဒီယိုထဲမှာပြင်ရမှာပဲဖြစ်ပါတယ်။ Okay မိတ်ဆွေအနေနဲ့အသုံးပြုချင်တယ်ဆိုလို့ကျွန်တော်ဗီဒီယိုရဲ့ description မှာရှိတဲ့ link ကနေပြီးတော့မှတွားရောက်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ Heavy ကိုစတင်ဝင်ရောက်အသုံးပြုမဲ့သူဆိုလို့ကျွန်တော်ဗီဒီယိုရဲ့ description မှာရှိတဲ့ link ကနေလည်းတိုက်ရိုက်ဝင်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်း heavy.ai ကနေပြီးတော့မှ login သွားဝင်လို့ရတာပဲဖြစ်ပါတယ်။မိတ်ဆွေက Cloud နဲ့ Heavy ကိုချိတ်ဆက်မယ်ဆိုလို့ကျွန်တော်အရန်လွယ်ပါတယ်။ Heavy တဲ့က MCP and CLI တွေကိုပဲလိုက်ရုံပဲ။ချိတ်ဆက်လို့ရတဲ့အပိုင်းမှာဆိုလို့ကျွန်တော် Claude ChatGPT Casa OpenClaw Hermes ကိုကြိုက်နေတဲ့အပိုင်းကိုရွေးချယ်ပြီးတော့မှချိတ်ဆက်လို့ရဒီနေ့မှာတော့ကျွန်တော်တို့အသုံးပြုမှာကတော့ Claude နဲ့ချိတ်ဆက်သွားမှာပဲဖြစ်တယ် Claude နဲ့ချိတ်ဆက်မယ်ဆိုလို့ကျွန်တော်တို့ချိတ်ဆက်မှာက MCP နဲ့ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ MCP ကိုရွေးပေးဖို့လိုတယ် Claude နဲ့ချိတ်ဆက်ဖို့အတွက်ဆိုလဲဘာမှထွေထူးထူးစဉ်းစားနေကြမလို့ကိုသူအောက်မှာဘယ်လိုမျိုးချိတ်ဆက်မလဲဆိုတာကိုအဆင့်30နဲ့ပဲချိတ်ဆက်ဖို့လိုတယ်အရန်လဲလွယ်ပါတယ်ပထမဆုံးအနေနဲ့လှုပ်ဆောင်ရမယ့်အပိုင်းကကြတော့ကျွန်တော်တို့အနေနဲ့ Heavy MCP ကို copy သွားလိုက်မယ်ပြီးပြီဆိုကျွန်တော်တို့ Claude ထဲဝင်လိုက်မယ် Claude ထဲဝင်ပြီးသွားတဲ့အခါမှာ authorize ပေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင် connect လုပ်ရုံပဲအရန်လွယ်ပါတယ်ဒါဆိုလို့ကျွန်တော် Claude ထဲကိုသွားလိုက်မယ် Claude ထဲကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်း Heavy မှာပြောထားတဲ့အတိုင်းပဲ setting အဲ့ထက်ကနေမှ connector add custom connector ကျွန်တော်တို့အပေါ်မှာနေပေးလိုက်မယ် Heavy copy ကူးလာတဲ့ link လေးကိုထည့်ပေးလိုက်ရုံပဲ add ဒါက Heavy နဲ့လှမ်းပြီးချိတ်ဆက်ဖို့အတွက် connectဒီမှာဆိုလို့ကျွန်တော်မိတ်ဆွေအသုံးပြုမဲ့ Gmail ကောင်ကို login ဝင်ပေးဖို့လိုတယ် Heavy နဲ့ Claude နဲ့ချိတ်ဆက်ဖို့အတွက်ကိုခွင့်ပြုပေးရမယ် allow ချိတ်ဆက်သွားပြီဆိုလို့ကျွန်တော်မိတ်ဆွေတွေနဲ့ဒီမှာ permission တွေကြိုက်တယ်လို့မျိုးပေးထားလို့ရတယ် permission တွေပေးတဲ့အခါမှာဒီဘက်မှာအမှန်ကြီးလေးဆိုလို့ကျွန်တော်တို့ကအမြဲတမ်း approve ပေးထားတယ်ကိုမလုပ်စေချင်တဲ့အကြောင်းအရာမျိုးဆိုလို့ကျွန်တော်ဒီဘက်မှာ block လုပ်ထားလိုက်လို့ရတယ်ဘယ်အကြောင်းအရာမဆိုကိုတို့ကိုလုပ်စေချင်တိုင်း need approve တောင်းပြီးတော့မှလုပ်ဆိုပြီးတော့မှကိုကြိုက်နေတဲ့လို့ရွေးချယ်ထားလို့ရ generate image တို့ generate video တွေဆိုလို့ကျွန်တော်တခါတည်းတန်းပြီးတော့လုပ်လိုက်တော့ငါမမေးနေဆိုပြီးတော့မှပြင်ဆင်ထားတာပဲဖြစ်ပါတယ်မိတ်ဆွေတွေနဲ့ကိုကြိုက်နေတဲ့လို့မျိုးကိုအသုံးပြုချင်တယ်လို့ထားလို့ရဒီ Claude နဲ့ Heavy နဲ့ချိတ်ဆက်ပြီးပြီလားဆိုတာကိုဒီကနေပြီးတော့လည်းအလွယ်တကူကြည့်နိုင်တယ်ပေါင်းလေးကိုတစ်ချက်သွားလိုက်အဲ့ဒီကနေမှ connector ကနေပြီးတော့မှကျွန်တော်တို့အခုချိတ်ဆက်ထားတဲ့အပိုင်းတွေအကုန်လုံးကိုတွားကြည့်လို့ရတယ်ကျွန်တော်ကတော့အခုလက်ကြည့်ချိန်မှာ Heavy နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Heavy ကပွင့်နေတဲ့ Claude application ထဲမှာ plan တစ်ခုခုကို subscription လုပ်ထားမယ်ဆိုလို့ရှင်တော့အခု model တွေအားလုံးကတိုက်ရိုက်ပါလာမှာပဲဖြစ်ပါအဲ့ဒီထဲမှာဆိုလို့ရှင် Favorite 5 Opus 4.8 Sonnet 5 Haiku 4.5 တွေကိုအသုံးချလို့ရတယ်ဒီနေ့ဗီဒီယိုမှာတော့အခုလက်ရှိချိန်မှာကမ္ဘာအကောင်းဆုံး AI model တွေအဖြစ်သတ်မှတ်ခံထားရတဲ့စွမ်းဆောင်ရည်လက်အရန်ကောင်းတဲ့ Favorite 5ကိုအသုံးပြုပြီးတော့မှပြန်ရေးကြည့်လိုက်မယ်Heavy နဲ့ Claude နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Claude favorite file ကကြတော့ကမ္ဘာအကောင်းဆုံးဦးနှောင်လို့သဘောထားလိုက်ကျွန်တော်တို့အနေနဲ့ဦးနှောင်ကောင်းတယ်ဆိုလို့ရှိရင်အကြံဉာဏ်ကောင်းပို့ထွက်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ prompt တစ်ခုရေးခိုင်းပြီးတော့မှစမ်းခိုင်းကြည့်မယ်ပထမဆုံးစမ်းသပ်ဖို့အတွက်ဆိုလို့ရှင်တော့ Ace by Coffee ဆိုတဲ့စိတ်ကူးရင် special coffee brand တစ်ခုတည်ဆောက်ဒါပေမဲ့ကျွန်တော် brand တစ်ခုတည်ဆောက်တဲ့အခါမှာကျွန်တော်တို့ brand ကို marketing နဲ့ဆင်းဖို့အတွက်ဆိုလို့ရှင်တော့ကျွန်တော်တို့အနေနဲ့လိုတာကအခုလက်ရှိချိန်မှာတထုတ်ချင်းစီလိုက်ပြီးတော့မှလမ်းပေါ်မှာလိုက်ပြီး marketing ဆင်းနေဖို့ဆိုတာကလုံးဝမပြည့်ဘူးကျွန်တော်တို့အနေနဲ့ expand နေရလဲအများကြီးရှိတယ် social media ကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ brand တစ်ခုခုကိုထိုးဖောက်နေကြတာဒါဆိုလို့ချင်းပထမဆုံးစလုပ်ဖို့အတွက်ဆိုလို့ရှင်ကျွန်တော်တို့ social media ကိုအသုံးပြုပြီးတော့မှကျွန်တော်ရဲ့ coffee brand ကိုထိုးဖောက်ဖို့အတွက်ဒီနည်းလမ်းတွေကိုအသုံးပြုကြည့်မယ်
ဒီကျွန်တော်ရေးပေးလိုက်တဲ့ prompt ကအများသောအားဖြင့်မြန်မာလိုပါတယ်ပေါ့တချို့အကြောင်းအရာလေးတွေဆိုလို့ကျွန်တော်အင်္ဂလိပ်လိုလေးတွေဂျာညက်တော့ဒါကတော့ကျွန်တော်ရေးနေကြ style ပုံစံဖြစ်လို့ပါအားလုံးပြီးဖို့အတွက်ဆိုလို့ကျွန်တော်9မိနစ်ဝေးချက်လောက်စောင့်လိုက်ရတယ်အခုလက်ရှိ product design နဲ့ပတ်သက်ပြီးတော့မှကျွန်တော်မှဖန်တီးထားတာဘာမှမရှိဘူးအဲ့ဒီ product design တွေနဲ့ပတ်သက်ပြီးတော့မှဖန်တီးရမယ့်အကြောင်းအရာတွေအကုန်လုံးကို favor 5ကနေပြီးတော့မှဖြစ်တင်ဖြစ်ထိုက်တဲ့အကြောင်းအရာမျိုးကိုစဉ်းစားပေးသွားတယ်ကျွန်တော်အနေနဲ့ idea တစ်ခုရှိလိုက်ရုံပဲဒါမှမဟုတ်ကို့မှာ product တစ်ခုရှိလိုက်ရုံနဲ့အဲ့ဒီ product နဲ့ပတ်သက်ပြီးတော့မှဓာတ်ရိုက်တန်းပြီးတော့မှဖန်တီးခိုင်းလို့ရတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကပုံမှန်ဒါဘယ် model နဲ့ပဲမဆိုသွားပြီးတော့မှပုံတွေထုတ်မယ်ဆိုလို့ရှိရင်တစ်ခါပုံကြံတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီပုံရဲ့ DD အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်တို့ကရေးပေးရမှာနောက်တစ်ပိုင်းဗီဒီယိုထုတ်မယ်ဆိုလို့ရှိရင်ဗီဒီယိုထုတ်တာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုမှာဘယ်လိုသွားရမလဲဆိုတဲ့အကြောင်းအရာ detail အကုန်လုံးကို prompt ရေးပေးမှရမှာမိတ်ဆွေအနေနဲ့ goal တစ်ခုသွားပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ goal တစ်ခုပေါ်မှာ तू မလုပ်ပေးနိုင်ဒါပေမဲ့ claw နဲ့ history နဲ့ချိတ်ဆက်တာမှာကျတော့အရန်ကွဲပြားသွားတယ်ကျွန်တော်အခုပေးလိုက်တဲ့ goal တစ်ခုပေါ်မှာသူတောက်လျှောက်အကုန်လုံးလှုပ်လာပေးနိုင်တယ်ပထမဆုံးအနေနဲ့မြန်မာ traditional အကြောင်းကိုသွားစဉ်းစားရတယ်မြန်မာ traditional မှာအဓိကမြန်မာကျွန်းကအရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်းသားရောင်နောက်တစ်ခါမြန်မာယွန်းတဲ့ကဘာကျော်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာယွန်းတဲ့ရွှေရောင်တွေကိုကိုစားပြုပြီးတော့မှပေါ်ပြလာအဲ့အပိုင်းလေးကတော်တော်လေးကိုအဆင်ပြေဒါကကျွန်တော်စဉ်းစားပေးခိုင်းတာမဟုတ်ဘူးသူကသူသွားစဉ်းစားပေးတာနောက်တစ်ချက်ကကျတော့ကမ္ဘာ premium coffee ထဲမှာလည်းထူးခြားစွာမတွေ့ရသေးတဲ့ visual language ပေါ့မြန်မာရက်တာ okay အဲ့ဒါလေးတွေကတော်တော်လေးကိုသဘောကျဖို့ကောင်းနောက်တစ်ပိုင်းအနေနဲ့ကျွန်တော်တို့ပြန်ပြီးထုတ်ပေးလာတဲ့ prompt မှာပုံကိုလည်းတစ်ချက်ကြည့်ဒီပုံအတွက်ကိုသူ့ဘာသာသူprompt ရေးသွားပြီးတယ်နောက်တစ်ပိုင်းအနေနဲ့ history ထဲမှာသူယူသုံးလို့ရတဲ့ AI model တွေကအများကြီးပဲရှိတယ်အဲ့ဒီကနေမှာပုံထုတ်ဖို့အတွက်ကို Nano Banana Pro ကိုရွေးချယ်ပြီးတော့မှထုတ်ပေးလိုက် Nano Banana Pro အတွက်အကောင်းဆုံးဖြစ်မယ်အသင့်ဆုံးဖြစ်မယ် prompt ကိုလည်းသူ့ဘာသာသူရေးသွားပြီးနောက်တစ်ချက်အနေနဲ့မိတ်ဆွေအနေနဲ့ဒီမှာလည်းချက်ကြည့်ပုံကကျွန်တော်အားလုံးပေါင်း3ပုံထုတ်ခိုင်းလိုက်တာအခုပုံမှာလည်း H5 plain ပုံစံလေးကိုဒီပုံစံအယောင်လေးကလည်းကျွန်းသားအယောင်နဲ့ okay နောက်တစ်ပုံမှာလည်း print ပုံစံဒီပုံစံပဲနောက်တစ်ချက်ကြည့်နောက်တစ်ပုံမှာလည်းလက်နဲ့ကင်ထားတဲ့ပုံစံမှာစာသားပုံစံလေးတွေကဒီပုံစံပဲ brand ကလုံးဝ consistent ဖြစ်သွားတယ်ဒါကကျွန်တော်ပုံတင်ပေးထားတာမဟုတ်ဘူးသူ့ဘာသာသူပုံဖန်ပြီးပေးသွားတာ okay မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ပုံဆိုလို့ရှိရင်လည်းပုံကိုလုံးဝ consistent ဖြစ်နဲ့ prompt ရေးခိုင်းလိုက်လို့ရတယ်ဒါမိတ်ဆွေအနေနဲ့ဒါ marketing မှာကိုယ့်အကူသုံးလို့ရတယ်ပို့ပြီးတော့မှကောင်းကျင်တယ်ဆိုလို့ရှိရင်လိုအပ်တယ်လို့ပြင်လို့ရတယ်ဘာဖြစ်လို့ဒါကသုံးဖို့အတွက် recommend ပေးလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကများသောအားဖြင့် prompt ရိုက်တဲ့အခါမှာ prompt ရေးထည့်လိုက်တာမှားသွားတယ်အဆင်မပြေဘူးနောက်တစ်ခေါက်ထပ်ရိုက်တယ်အဲ့ဒီမှာနောက်ထပ်ပြီးတော့မှကုန်ကြစီရှိလာတယ်အခုလိုမျိုးပဲ Heavy ရဲ့ favor file လိုမျိုးအရန်ကောင်းတဲ့စွမ်းဆောင်ရည်ကောင်းတဲ့ model တခုကိုအကုန်ပုံအပ်လိုက်တဲ့ခါမှာကျတော့ကျွန်တော်တို့လိုချင်တဲ့ goal တစ်ခုကိုတည်တည်ချာချာပြောပြလိုက်မယ်ဆိုအဲ့ grow ပေါ်မှာသူ့အနေနဲ့ prompt တွေကိုတည်တည်ချာချာစီကာပကုံးရိုက်သွားပေးလိမ့်မယ်လိုအပ်ချက်နဲ့ကိုက်ညီတဲ့အနေအထားမျိုးတွေကိုရအောင်လို့ရေးသွားပေးနိုင်အဲ့ဒါလေးတွေကတော်တော်မိုက်တဲ့ marketing video တစ်ချက်ကြည့်ကြအောင်ကျွန်တော်အနေနဲ့ prompt တစ်ချောင်းနဲ့တင်ပုံဗီဒီယိုနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီ land launch ဖို့အတွက်အဓိကရေးချင်ရမယ့်စာသားတွေဒါမှမဟုတ်လို့ကျွန်တော်တို့အနေနဲ့တွားပြီးတော့မှခေါင်းစဉ်လေးတွေရွေးပေးရမယ်မြမမြေကရွှေရောင်တကြိုက်အဲ့လေ is ပိုင်းယူရအနေခက်တဲ့အရာလား okay coffee ကောင်းတစ်ခွက်ကစကားပြောတယ်။ဘာပြောလဲတော့ကျွန်တော်မသိအခုလိုမျိုးပဲကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ campaign တစ်ခုလုံးကို prompt တစ်ချောင်းနဲ့ကိုလိုချင်တဲ့စိတ်ကူးပုံစံလေးတစ်ခုလေးကိုပြောပြရနေတယ်အကုန်လုံးအစားဆုံးပြီးသွားနိုင်နေတာပဲဖြစ်တယ်။ဘာမှလူသွားနေစမ်းမလို့ကျွန်တော်ဆိုလို့ရှိရင်များသောအားဖြင့်လူတော်တော်များများကအဓိကပြဿနာက result ကောင်းကောင်းလိုချင်တယ် prompt ရေးဖို့အတွက်ကိုကြတော့ idea ရှာမရကြဘူး idea ပေးပြီးတော့မှ prompt ကရှင်းတော့လွဲတာမျိုးနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကမြန်မာလိုပဲများသောအားဖြင့်ရေးချတဲ့အခါမှာများသောအားဖြင့်ဒီ AI model တွေကလည်းမြန်မာလိုကိုတချို့အပိုင်းတွေမှာဒီ digital မှာထွက်လာပြီးနေတာမျိုးတွေရှိအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့အခုလိုမျိုးပဲ history ကိုအလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမြန်မာလိုအေးစစ်စစ်ရေးပေးလိုက်ရုံပဲအောက်မှာသူ့အနေနဲ့မြန်မာလိုအဓိပ္ပာယ်ကိုတည်တည်ချာချာနားလည်ပြီးတော့မှ prompt တွေကိုတည်တည်ချာချာပြန်ခွဲခြမ်းသွားပေးနိုင်တာပဲဖြစ်ပါတယ်နောက်တစ်ချက်ထပ်ဆန်းကြည့်မယ် H ပိုင်း6000ဆိုတဲ့စိတ်ကူးရင်ခေါင်းအုပ်ပစ္စည်းအတွက်ဟာသားဆန်တဲ့ကြော်ညာတစ်ခုဖန်တီးပေးပါ Okay များသောအားဖြင့်ကျွန်တော်ရှေ့က history နဲ့လုပ်ခဲ့တဲ့ဗီဒီယိုတွေကိုတချို့ဗီဒီယိုတွေမှာကျွန်တော်ဟာသားတွေဒါထည့်ခဲ့ဟာသားနဲ့ပတ်သက်တဲ့15စက္ကန့်သာဗီဒီယိုတိုလေးတွေအဲ့ဒါတွေအကုန်လုံးကကျွန်တော်စဉ်းစားရတာမဟုတ်ဘူးဒီ clock ကပဲစဉ်းစားပေးတော့တာအခုလက်ရှိ H ပိုင်း6000အတွက်ရလာတဲ့ဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်ကြည့်အောင် I am so tired. I can't even. Clock Favor 5 က prompt ပေးပြီး video generate လုပ်ထားတာနဲ့ Clock ရဲ့အခြား model တွေက prompt ရေးခိုင်းပြီးတော့မှ video generate လုပ်ထားတာရဲ့ကွာခြားချက်လေးတွေကိုတစ်ချက်လောက်ကြည့်ကြည့်အောင်
HSP တဲ့ကနေပြီးတော့ပဲဒီ clock ကိုဓာတ်ရိုက်ယူသုံးချင်တယ်ဆိုလို့ရှင်လေ super computer ဆိုတဲ့ feature က HSP မှာရှိတယ်ဒီ super computer ကကြတော့ HSP ရဲ့ agentic AI ပုံစံမျိုးအနေနဲ့အလုပ်လုပ်တယ်သူရှိမှာ model တွေအများကြီးပဲရွေးချယ်လို့ရတယ်အောက်မှာ clock favorite 5ကနေအပြင်အခြား model တွေအများကြီးကိုလည်းရွေးချယ်သုံးပြုလို့ရဒီကနေပြီးတော့မှအသုံးပြုမယ်ဆိုလို့ရှင်တော့တခြားဥပမာ clock တို့ဘာတို့ကို subscription သီးသန့်သွားလုပ်နေစရာမလိုပဲနဲ့ဒီ HSP မှာရှိတဲ့ credit နဲ့ပဲဓာတ်ရိုက်သွင်းပြီးတော့မှအသုံးပြုသွားလိမ့်မယ်အခုအချိန်မှာကျွန်တော် clock favorite 5ပေါ်မှာ gain တစ်ခုစတင်ပြီးတော့မှတိစောက်ခိုင်းကြည့်မယ် approve before generation အကြောင်းအရာတစ်ခုခုမဖန်တီးခင်တိုင်းမှာငါတို့ကိုမေးနောက်တစ်ပိုင်းအနေနဲ့ auto run without approve ပဲဘာအကြောင်းအရာမဆိုငါတို့ရှိရတိတ်ပြီးတော့မှ approve မတောင်းပဲနဲ့ဓာတ်ရိုက်တန်းဖန်တီးဆိုပြီးတော့မှပေးလိုက်ကျွန်တော်ကတော့သူ့ဘာသာသူပဲဓာတ်ရိုက်တန်းပြီးတော့မှဖန်တီးခိုင်းလိုက်မယ်ဒါဆိုလို့ရှင်တော့ဒီ HSP တဲ့ကနေပြီးတော့မှ super computer ကနေပြီးတော့မှ clock favorite 5ကိုဓာတ်ရိုက်ယူသုံးပြီးတော့မှကျွန်တော်တို့ကို gain တစ်ခုဖန်တီးပေးလာပါလိမ့်မယ်သူ့ကိုအသုံးပြုတာကတော့အခုလက်ရှိချိန်မှာ clock မှာရှိတဲ့ဒါ pro plan တွေ match plan တွေဝယ်ထားတာမျိုးမဟုတ်တော့ဘဲနဲ့ဒီ HSP တဲ့ကနေပြီးတော့လေသူ့စီမှာရှိတဲ့ credit ကိုတိုက်ရိုက်တန်းယူပြီးတော့မှအသုံးပြုသွားမှာဒီ AI နှစ်ခုအတွက်သွားပြီးတော့မှ subscription လုပ်နေစရာမလိုတော့ဘူးဒီ super computer ကနေလည်းတိုက်ရိုက်သွားပြီးတော့မှအသုံးပြုလို့ရ super computer မှာလုံဆောင်လို့ရတဲ့အပိုင်းတွေကတော့အများကြီးပဲရှိတယ်အခုလက်ရှိချိန်မှာဆိုလို့ရှိရင်တော့ application တွေ on website တွေ game တွေကိုတိုက်ရိုက်တန်းပြီးတော့မှဖန်တီးလို့ရနေပြီပဲဖြစ်ပါတယ်ဒါကတော့မိတ်ဆွေရဲ့ဒီအပေါ်နောက်ွယ်မှာအသုံးပြုတဲ့ဒီ AI model ပုံမူတည်ပြီးတော့မှတော့အဆင်ပြေသွားပါလိမ့်မယ်ဒီမှာပို့ပြီးတော့မှအကောင့်နဲ့တစ်ချက်ကကြတော့သူကပုံနေအတန်တွေကိုပါ HSP ကနေတိုက်ရိုက် generate လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့တော်တော်လေးအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်မိတ်ဆွေအနေနဲ့ HSP ကိုဝယ်ယူအသုံးပြုခြင်းနဲ့ဆိုလို့ရှင်တော့ pricing တွေကိုတစ်ချက်သွားလိုက်ပါ pricing တွေကနေပြီးတော့မှကိုနဲ့အဆင်ပြေတဲ့ plan ကိုရွေးချယ်ဝယ်ယူလို့ရတယ်။ကိုယူပြုံးပြတဲ့အခါမှာ 2-day offer အနေနဲ့$3 2ရက်အသုံးပြုခွင့်ရှိတဲ့အနေနဲ့အသုံးပြုလို့ရမယ်။ credit 40ရ။ starter အနေနဲ့$15အသုံးပြုလို့ရမယ်။သူကတော့ credit 200တစ်လစာရမှာပဲဖြစ်ပါတယ်။ plus ရှိမယ် extra ရှိမယ်ကိုကြိုက်နေတဲ့ plan ကိုရွေးချယ်ဝယ်ယူလို့ရတယ်။ကိုရဲ့ဒါဝယ်ယူတဲ့ plan ပုံမူတည်ပြီးတော့မှ credit အနေများတော့ကွာခြားသွားပါလိမ့်မယ်။နောက်တစ်ပိုင်းအနေနဲ့ကိုဝယ်ယူလိုက်တဲ့ plan ပုံမူတည်ပြီးတော့မှအသုံးပြုခွင့်ရတဲ့ model ကတော့အနေများတော့ကွာခြားသွားနိုင်ပါတယ်။အောက်မှာလည်းတစ်ခုချင်းစီတည်တည်ကြရှင်းပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကိုကြိုက်နှစ်သက်တဲ့ plan ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။မိုဟင်းကားဆိုတဲ့ game တစ်ခုပြီးသွားပြီကျွန်တော်အနေနဲ့စောင့်လိုက်ရတာတော့16မိနစ်လောက်စောင့်လိုက်ရဒါပေမဲ့ तू ကဖန်တီးပေးသွားတဲ့အခါမှာ game တစ်ခုလုံးမှာပါမဲ့ဓာတ်ပုံတွေအတန်တွေအကုန်လုံးကိုဖန်တီးပေးပြီးသွားတော့မှ game ကိုဖန်တီးပေးသွားတာတွေ့ရတယ်။ game ကိုစတင် run ကြည့်အောင် open and watch press space to start မိုဟင်းကားတဲ့နဲ့ပဲပြုတ်တဲ့နဲ့တော့တော်တော်လေးလွဲမယ်ထင်တယ်ငရုတ်ဒီအိစတပြေရှုံးသွားပြီပဲဖြစ်ပါတယ်ဒီမှာ HSP အနေနဲ့လည်းသူ super computer ကနေပြီးတော့မှဖန်တီးထားတဲ့အခြား game တွေအကုန်လုံးကို reference ယူပြီးတော့မှကြည့်လို့ရတယ်ဒီထဲကနေပြီးတော့ပဲ pro တွေကို copy ပြီးတော့မှကိုယ့်ရဲ့လိုအပ်ချက်နဲ့ညီပြန်ပြီးတော့မှ game တွေဖန်တီးလို့ရနေနိုင်တာပဲဖြစ်ပါတယ်ဖန်တီးလို့ရတဲ့ဘိုင်းတွေကတော့အများကြီးပဲ application တွေလည်းရှိတယ် website တွေလည်းရှိတယ် game တွေလည်းရှိနေတာပဲဖြစ်ပါတယ်ကိုယ်အသုံးပြုတဲ့ model ပေါ်မူတည်ပြီးတော့မှ game ရဲ့ quality ကအနေများတော့ခေါ်ချသွားနိုင်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာပြပြသွားတဲ့အကြောင်းအရာတွေအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုလို့ကျွန်တော်တို့အနေနဲ့အကြောင်းအရာတစ်ခုချင်းစီအတွက် prompt တစ်ခုချင်းစီရေးထည့်ပေးနေရတဲ့ဒုက္ခအရန်သက်သာသွားပါတယ်ပုံအတွက် prompt တစ်ခုဗီဒီယိုအတွက် prompt တစ်ခုစာသားအတွက် prompt တစ်ခုအနေနဲ့ရေးထည့်ပေးနေရတဲ့အနေထားတစ်ခုမှာကိုယ့်ရဲ့ idea တစ်ခု goal တစ်ခုကိုရေးထည့်ပေးလိုက်ရုံနဲ့တင် heavy MCP နဲ့ cloud နဲ့ချိတ်ဆက်ပြီးတော့မှရလဒ်တစ်ခုတွေနောက်ဆုံး final product ဓာတ်ပုံတွေ final product video တွေကိုရရှိလာနိုင်တာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ heavy MCP နဲ့တွဲသုံးတဲ့အခါမှာဘယ် AI product ကိုမစိုးလုံးဝဝါတာမပါဘူးကိုယ့်ရဲ့ business level ဓာတ်ရိုက်ထည့်သွင်းအသုံးပြုဖို့အတွက်လုံးဝအဆင်ပြေပါတယ် okay ဒီဗီဒီယိုလေးကမိတ်ဆွေတို့တုံးတရားအကျိုးရှိရဆိုတော့ like share subscribe လုပ်သွားလိုက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာ